ပြီးခဲ့တဲ့2025တနှစ်လုံးမှာ Facebook တစ်ခုတည်းကနေပြီးတော့382သိန်းရခဲ့တယ်ပေါ့နော်ဒီနေ့ကတော့ကျွန်တော်တို့လိုမျိုး creativity သမားတွေအတွက်ဒီ creative major တွေ design major တွေနဲ့ပတ်သက်လို့ရှိရင်တော်တော်လေးကိုနာမည်ကြီးတဲ့မြန်မာကျောင်းသားတွေလည်းအများကြီးတက်နေတယ်ပေါ့ Bangkok University ကိုကျွန်တော်ရောက်လာတာပေါ့ Elevate Education နဲ့ကျွန်တော် Bangkok University ရဲ့ကျေးဇူးနဲ့သူတို့ရဲ့ဖိတ်ကြားမှုနဲ့ပဲပေါ့နော်ကျွန်တော်တို့ဒီမှာဘယ်လိုမျိုးတွေ creativity major တွေကိုသင်နေတယ်ဆိုတာကိုအတွင်းကြလေ့လာခွင့်ရခဲ့ပါတယ်ကျောင်းကိုလိုက်ပြပေးဖို့အတွက်ဒီစီမံဌာန208မှာဒီပန်စောင့်နေတယ်ဆိုလို့အရင်ဆုံးအဲ့ကိုသွားရပါတယ်ကျောင်းရဲ့ admission center ကြီးကအကြီးပဲဗျအောက်မှာလည်း restaurant တွေရောဘာတွေရောအများကြီးပဲကောင်းတာတစ်ခုကတော့စီစဉ်ပေးထားတဲ့ Stephen မြန်မာလူမျိုးပါကားစောင့်နေရပါတော့ဒါကားဘယ်နေရာကြီးသွားစဆုံးပဲကျောင်းထဲရောက်ဝင်လာတယ်ဟိုးနောက်ဆုံးရေကန်ကြီးကိုကျောင်းထဲမှာကျောင်းကကျေတော့ shuttle bus ပုံစံမျိုးနဲ့ဒီကျောင်းလုံးကိုပတ်ပေးနေရပါတော့ကားစီးတဲ့တွေ့ကြုံဖြစ်ပါတယ်ကျောင်းကြီးကအကြီးပဲဗျဒီမှာဒီနောက်မှာဆိုလို့ရှိရင်ဒါ film major အတွက်ရုပ်ရှင်ရိုက်ဖို့အတွက်ပေါ့နော်စတူဒီယို3ခုရှိတယ်စတူဒီယိုတစ်ခုထဲမှာဆိုလို့ရှိရင်စာသင်နေတာကိုလည်းကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အဲ့စာသင်တာကိုလည်းဝင်ပြီးတော့လေးလာခွင့်တော့ရထားတယ်ကျောင်းသားတွေကိုယ်တိုင် project တွေလုပ်နေတာတွေကင်မရာတွေကင်နေတာတွေကင်မရာတွေဆင်နေတာတွေလက်တွေ့ hands on တွေအများကြီးလုပ်နေကြတာကိုလည်းတွေ့ရတယ်ဒီထဲမှာတော့ facility တွေအများကြီးပဲ storage area တွေကျွန်တော် major film ကတော့တော်တော်အဆင်ပြေပြ hand on experience တွေများတယ်ပြီးတော့ film ဆိုတော့ film ပိုင်းကို mainly focus အောင်ဆိုတော့ film ကြိုက်တဲ့လူတယောက်အနေနဲ့အဆင်ပြေပြပြီးတော့ equipment တွေအဆင်ပြေခုနကင်မရာတကယ် heavy တွေလည်းအများကြီးတွေ့ခဲ့တယ်ပေါ့နော်အဲ့ဒါတွေကိုတကယ် hands on ကိုင်းလို့ရတယ်သူက year လိုက်ခွဲထားကျွန်တော် first year ဆိုရင် FX3 FX30 second year ဆိုရင် FX6 third year ဆိုရင် ARRI ပြီးနောက်ဆိုရင် red တို့ပါပေါ့တကယ် shade လေးနဲ့စမ်းကြည့်ရပြီး cinema lens တွေဒီမှာဘယ်လိုပြောရမလဲမြန်မာကျောင်းသားတွေရောများလားမြန်မာကျောင်းသားများတယ်လို့ပြောလို့ရတယ်ပေါ့ဒါပေမဲ့ရာဂိန်တို့ရှင်ကြီးမြန်မာကျောင်းသားကျွန်တော်တို့ major မှာဆိုရင်မြန်မာဟိုလောက်ရှိတယ်အယောက်80 30လောက်ရှိတယ်ပေါ့ဒီမှာပေါ့နော်ကျောင်းတက်တဲ့သူတွေဆိုလို့ရှိရင်သိကျင်ကြတာကုန်ကြစည်ဘယ်လောက်ရှိမလဲနေထိုင်စရိတ်ဘယ်လောက်ကုန်ကြနိုင်လဲတလဘယ်လောက်ဈေးများလားဈေးနည်းလားဆိုတာလည်းတော်တော်သိကျင်ကြတယ်တယောက်နဲ့တယောက်နဲ့လည်းကုန်ကြစည်တွေကမတူကြဘူးပေါ့နော်အဲ့တော့ဘယ်လိုဆိုရင်ရောတလဘယ်လောက်ကုန်ကြလဲကျွန်တော် personal အနေနဲ့ဆိုကျွန်တော်ဆိုရင်အခုကွန်ဒိုမှာနေရပေါ့ကွန်ဒိုဆိုရေကမီကအစိုးရရှင်နေဆိုတော့ကျွန်တော်တက်တာရဗျာကွန်ဒိုခန်းက8500နဲ့ပြီးတော့ကျန်တာကကျွန်တော်အပြင်မှာအရင်မထွက်စားဘူးဆိုလို့ရှိရင်တော့1000ခွဲလောက်ဆိုလောက်ပါအပြင်မှာမုတ်တွေပါရေးစားရမယ်ကိုကမောတွေပါရေးတော့ပြီးတော့တစ်ခါလေးဝယ်မယ်ဆိုရင်တော့1000ခွဲကျော်နည်းနည်းလေးဆုံးတော့ဒီ major နဲ့ကျောင်းပြီးသွားပြီဆိုလို့ရှိရင်ကျောင်းဘက်ကနေပြီးတော့အလုပ်ရဖို့တွေဘာတွေစီစဉ်ပေးတာတွေရောအဲ့ဒါတော့ဒီကျောင်း agent တွေ professor တွေနဲ့ကိုကဘာတွေလုပ်နိုင်နေဆိုပြီးတို့နဲ့သွားတိုင်မယ်တော့တို့ဘက်ကဒီ intern တွေပါတော့ကြားတယ်ပေါ့အဲ့လိုမျိုးဒါပေမဲ့ကျွန်တော်ကြားတော့ဒီအပြင်က connection နဲ့ပဲ freelancing music video commercial တွေ editing ရိုက်တာတွေပါအကြောင်းပြီးမှလုပ်တာပေါ့အားသာချက်ဆိုရင်ဒီမှာ connection တွေရတယ်ပြီးတော့ canvas light ကိုပြေးဝရတယ်ပေါ့နော်သူတို့ပွဲတွေရော workshop တွေရောလုပ်ပြီးရဆိုတော့ connection တွေရတယ်အားနည်းချက်အနေနဲ့ဆိုရင်တချို့ agent တွေနဲ့ agent ဆိုဆရာပေါ့နော်ဆရာကြီးနဲ့နည်းနည်းမတည့်တာတွေပါညာရှိရဲတချို့ဆရာကြီးနည်းနည်းအဆင်မပြေတာရှိရဲပေါ့နော်ဘယ်လိုသိပြီးတော့ဘယ်လိုကနေတဆင်လာခဲ့တာထိုင်းမှာကြောင်းတက်မယ်ဆိုပြီးတော့စဉ်းစားတော့ဒီ elevate နဲ့ချိန်မိရပေါ့နော်ဘန်ကောက်မှာကြောင်းတက်မယ်ဆိုတော့ elevate education နဲ့တိုင်မယ်လို့ elevate education ကဒီဘန်ကောက် university မှာကျွန်တော်နဲ့ကီးကိုက်တဲ့ major ရှိရဆိုတာနဲ့ကျွန်တော်တခါလေးတိုးနေပဲလာခဲ့လိုက်တာ elevate နဲ့လာ elevate content creator တယောက်အနေနဲ့ဒီဝင်ငွေကအရင်ကောင်းလားဆိုတော့ creator ဖြစ်ရှင်တဲ့သူတော်တော်များများ content creator ကိုစိတ်ဝင်စားတဲ့သူတော်တော်များများကျွန်တော်နဲ့တွေ့တိုင်းမကြခဏအမေးခံရတာတော့ဒီလောက်ကနေကျွန်တော်ပတ်စံဝင်ငွေဘယ်လောက်ရလဲဆိုတာပေါ့နော်ကျွန်တော်ပြီးခဲ့တဲ့နှစ်2025 Facebook တစ်ခုတည်းကနေပြီးတော့382သိန်းဝင်ပါတယ်ဆိုတော့အဲ့ဒါလောက်ခဲ့ဘူးသမျှတက်တန်းတစ်လျှောက်တော့အများဆုံးရတဲ့နှစ်ပေါ့နော်အရင်ကဆိုကျွန်တော်အမြဲတမ်းပြောတယ်ပေါ့ဒီ Facebook တို့ YouTube တို့ကနေရတဲ့ဝင်ငွေကတည်ငြိမ်မှုမရှိဘူး stable မဖြစ်တဲ့အတွက်ဘဝရည်တည်ရခိုင်မာဖြစ်ဖို့အတွက်ခက်ခဲတဲ့ဆိုတာမျိုးပြောခဲ့ဘူးတယ်ဒါပေမဲ့အခုဒီ2025 2026မှာ Facebook ကပတ်စံတွေအများကြီးတိုးပြီးတော့ပေးလာပါတယ်အခုဒီ Match လမှာစပြီးတော့ထပ်ပြီးတော့ mix လိုက်တဲ့ Creator Fast Track Program ဆိုလို့ရှိရင် तू ကကိုက TikTok မှာ follower ဘယ်လောက်ရှိလဲရှိနေတာနဲ့တင်ကို
ကျွန်တော်တို့ဒီဘက် Facebook ပေါ်တက်လာပြီဆိုတာနဲ့ပတ်စံကိုလုံးဝပေးမှာကိုယ့်စီမှာ follower 2000နဲ့3,000ကြား TikTok မှာဖြစ်ဖြစ် YouTube မှာဖြစ်ဖြစ်ရှိလို့ရှိရင်$100နဲ့450ကြားတစ်လောက်ပေးမယ် follower 3,000နဲ့1,000ကြားရှိတယ်ဆိုလို့ရှိရင်တစ်လောက်1000ပေးမှာပြီး reach ရတာတွေမရတာတွေမလုပ်ပေးမှာfollower 1,000အထက်ဆိုလို့ရှိရင်တစ်လောက်$3,000 $3,000ပေးမှာ follower 1,000အထက်ဆိုလို့ရှိရင်ဘာလုပ်ပေးရမှာလဲဆိုတော့တစ်လောက်ကို reach အနည်းဆုံး15ခုတင်ပေးရမယ်အဲ့ reach တွေက public ဖွင့်ထားရမယ်ကိုယ့်ရဲ့ content ကိုယ်တိုင်ဖန်တီးထားတဲ့ content ဖြစ်ရမယ်ပြီးရင်သူတို့ရဲ့ monetization policy တွေနဲ့တော့ညီရမယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီမှာဘာတစ်ခုရှိသလဲဆိုတော့သူတို့ရဲ့ monetization policy ဆိုတာကကျွန်တော်တို့မြန်မာပြည်မပါဘူးဗျတကယ်တော့သူတို့ပတ်စံပေးတဲ့နိုင်ငံထဲမှာကျွန်တော်တို့မြန်မာ region မပါတဲ့အတွက်ခဏကြုံရလေရှိတာမင်းတို့ရဲ့ payout account ကို restrict လုပ်လိုက်တယ်မင်းတို့ဘယ်လိုမျိုး document တွေတင်ပါဆိုတော့မျိုးခဏကြုံရလေရှိတယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့ဒါသူတို့ပေးတဲ့အထဲမှာမြန်မာပြည်မပါတဲ့အတွက်ပတ်စံပေးနေလားဆိုရင်ပေးနေတယ်အခုကအရင်ကထက်တောင်ပိုပေးသေးတယ်ဒါပေမဲ့ဘာလို့လဲတော့မသိဘူးပြီးခဲ့တဲ့ဒီ January February 2လတော့ပြန်ပြီးတော့နေသွားပြန်တယ်ပေါ့နော်သူတို့ရဲ့ဒီ fast track program ကိုအသက်သွင်းခြင်းလို့ပဲရှော့လိုက်တာလားတော့မပြောတတ်ဘူး2025တစ်နှစ်လုံးမှာရခဲ့သမျှတော့382သိန်းရခဲ့ဘူးတာတော့အမှတ်တရပဲပေါ့နော်အဲ့တော့တကယ်လို့ကိုက TikTok မှာ follower 1,000ထက်ရှိတယ်ဆိုလို့ရှိရင် US region နဲ့ Facebook account ဖွင့်ပြီဆိုလို့ရှိရင်တစ်လောက် reach 15ခုလောက်တင်လိုက်တာနဲ့တင်$3,000မြန်မာငွေ300ကျော်ရမှာ Facebook ကအခုပတ်စံနေအများကြီးတိုးပြီးတော့ creator တွေကိုသူတို့ရဲ့ platform ပေါ်ကိုများရောက်လာအောင်တော့ဆွဲဆောင်နေတယ် content creator ဖြစ်ရှင်တဲ့သူတွေ content creation နဲ့အသက်မွေးဝမ်းကြောင်းလုပ်ချင်တဲ့သူတွေအတွက်တော့သတင်းကောင်းလို့တော့ပြောလို့ရတယ်ဒါပေမဲ့ခုနကပြောခဲ့တဲ့ monetization နဲ့ပတ်သက်ရင်ကျွန်တော်တို့မြန်မာနိုင်ငံကသူတို့ပေးတဲ့အထက်မှာမပါတဲ့အတွက် risk တွေကတော့ရှိတယ်ရှိပေမဲ့လည်းဒီလိုမျိုးပတ်စံများတိုးပြီးတော့ပေးလာတဲ့အခြေအနေမျိုးတွေတော့ရှိရပါတော့ဒါကတော့လက်ရှိကျွန်တော်ငွေနေတဲ့ဝင်ငွေကိုပုံမှန်လင်းပြောပြတာပေါ့နော် creative like master ရဲ့ဖန်တီးနိုင်စွမ်းဆိုတာကြွက်သားတွေလိုပဲလေ့ကျင့်လို့ရတယ်ကိုယ့်ရဲ့ဖန်တီးနိုင်စွမ်းဖောက်ထွက်တွေးခေါ်နိုင်စွမ်းတွေမြင့်တက်ဖို့အတွက်ကလေ့ကျင့်လို့ရတယ်ကိုယ်တိုင်လည်းဘာမှဆက်ဆက်မှုမရှိတဲ့ဒီ engineering အလုပ်တွေနဲ့အဆက်တောင်မရှိတဲ့ video တွေရိုက် social media ပေါ်တင် edit တွေ thumbnail တွေကိုယ့်ဘာကိုရှောက်လုပ်ဒီလိုပဲတပုတ်တိုင်းလေ့ကျင့်ရင်နဲ့ပဲအခုလိုမျိုးနေရာရပြီးတော့အခုလို income တွေရလာခဲ့တာပါဒါပေမဲ့ဘယ်လိုပဲပြောပါဗျာဒီလိုမျိုးအရာတွေကိုသိပြီးသားတက်ပြီးသားကျွမ်းပြီးသားနိုင်ငံတကာအဆင့်မီစေဟာတွေကသင်ပေးတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့လိုမျိုးကိုယ့်ဘာသာကိုရှောက်လေးလာတဲ့သူတွေထက်တော့အများကြီးပို့ပြီးတော့မြန်နဲ့တွတ်ရှေ့ရောက်နိုင်တယ်ဆိုတာတော့ညင်းလို့တော့မရဘူးအဲ့တော့တကယ်လို့ဒီဗီဒီယိုကြည့်နေတဲ့သူတွေထဲမှာနိုင်ငံတကာအကြောင်းတွေမှာသွားပြီးတော့အခုလိုမျိုး film တို့ media တို့ media production တို့ digital marketing တို့ design တို့ဒီလိုအရာတွေကိုသင်ဖို့စိတ်ကူးရှိနေတယ်ဆိုလို့ရှိရင်တော့ဒီဘန်ကောက်တက္ကသိုလ်ကိုမြန်မာနိုင်ငံကနေပြီးတော့ပို့ပေးနေတဲ့သူတွေထဲမှာနာမည်အကြီးဆုံးတွေတခုပေါ့နော် Elevate Education ကိုစုံစမ်းကြည့်လို့ရပါတယ်ဒီဗီဒီယိုဖြစ်မြောက်ရေးအတွက်ကူညီခဲ့တဲ့ Elevate Education ရော Bangkok University ကိုရောကျေးဇူးတင်ပါတယ်